Oh, Eric Cantona. Okay, top finance. ကျွန်တော်ဖြတ်မြင့်အသင်းလေးရန်ဘဝကိုဖြတ်တဲ့အသင်းလားဝတ်ကောက်ဖြတ်မဲ့အသင်းလားဒီဖြတ်မြင့်အသင်းလက်ကြည့်လားမသိဘူးအားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့တော့ကျွန်တော်က special guest ကိုခေါ်ထားတယ်ဒါတော့ Burmese ရဲ့ admin ကိုကောင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့အမြဲတမ်းဒီ meet and greet တွေမှာအမြဲသွားလေးရှိရယ်ဆိုတော့ဒီနေ့မှာကျွန်တော်အိမ်ကိုဒီရောက်လာဆိုတော့ဘာလုပ်ဖို့ရှိရလဲသူက boss ပေါက်ကြတယ် boss ပိုင်းကြတယ် ဆိုတော့ကျွန်တော်ဒီနေ့ break မှာတော့ဒါ Tops Finance ပေါ့နော်2025 2026ဒါကိုကောင်းဒီ boss ကို break ဖူးလား break ဘူး first time ဆိုတော့ဒီ boss ကကိုကောင်းအရင်တော့ဆိုရင်ဒီ boss က Z-boy Top Finance ကဒါပေမဲ့အခုနောက်ပိုင်းတော့ဈေးက2ဆ3ဆလောက်တက်လာအရင်တော့ဒေါ်လာ200ဆိုရင်တော့ရတယ်ဒါပေမဲ့နောက်ပိုင်းမှာသူက chat list တွေကောင်းလာတယ်နောက်ပြီးတော့အရင်တော့ဒီ Top Finance boss ဆိုရင်သူကဒီလိုတပူးရဲမဟုတ်ဘူးတပူးရဲလာမဟုတ်ဘဲနဲ့သူကနှစ်ဘူးလာတာအဲ့လိုတစ်ခုဝင်နှစ်ဘူးပါတ boss မှာ auto တကက်ပါနှစ်ကက်အဲ့လိုမျိုးအခုကတော့ကျွန်တော်တို့ဒါ boss တဲဖြစ်သွားတယ်ပေါ့နော်တ boss တဲဖြစ်ပြီးတော့ auto ကနှစ်ကက်အထဲမှာပါတယ်ဆိုတဲ့ပုံစံဖြစ်တာပေါ့နော်ဆိုတော့ဒါတော့ hobby boss ပါ Top Finance တော်လေးကိုနာမည်ကြီးနေတာထွက်ထားတာတပတ်မပြည့်သေးဘူးဆိုတော့ကျွန်တော်ဒီ boss ကိုဖောက်ကြည့်မယ်ဆိုတော့ကိုအောင်ဒီကျွန်တော်ရေauto ကဘယ်လိုမှန်ထားတယ်ကွာဘယ်သူမှန်ထားတယ်ရပါကြတယ် အမြင့်ဆုံးပေါ့ Maxi ပေါ့ Maxi ဟာလန် Maxi ပါပေးဟာလန် ရမဲလေးရတယ်ရရနော် Okay ဆိုတော့ကျွန်တော်ဒီ boss ကို Okay ဆိုတော့ဒီ boss ကိုကျွန်တော်ဒီလိုဖောက်ကြည့်ကြအောင် Let's go Okay ဆိုတော့အရင်ဆုံးကျွန်တော် boss လေးကိုတစ်ချက်နည်းနည်းလေးပြလာဆိုတော့ဒါ Top Finance 2025-2026 season 2 autograph per boss ဆိုတော့ဒီမှာသူကဒီ UEFA Champions League Europa League Conference League အဲ့ player တွေ Conference League မပေါအောင်ရပြီဗျာ Conference League မပေါအောင်ရပြီဆိုတော့ဒါသူရဲ့အမှတ်စိတ်ပေါ့နော်ဒါ C box ဖြစ်တဲ့အတွက်ကြောင့်ဒါ top ဆိုပြီးတော့အကုန်ကျွန်တော်တွေ့နေရမယ်ဆိုတော့ဘောင်းကျွန်တော် ready ပဲလား ready ပဲဒီဟင်းဆိုရင်ဒါလည်းဟောပေါ်တာစား Okay ကျွန်တော် Messi ဗျာ Messi ပဲချစ်စရာကြီးอ่ะဆိုတော့ဒီမှာတချို့တွေကပြောကြလိုက်မယ်ဘာလို့ Ronaldo ဘာညာပေါ့နော် Ronaldo ကကျွန်တော်ရှေ့ကဗီဒီယိုမှာလည်းကျွန်တော်ပြောထားတယ်လုံးဝ auto မထိုးပြီးတော့သူက2023-2024 season ပြီးတဲ့ကလုံးဝ auto မထိုးတော့အခုချိန်ထိပဲဆိုတော့အဲ့တော့ကျွန်တော်တို့က Ronaldo chase လို့မရဘူးအဲ့တော့ Messi ကိုပဲ chase လို့ရပါမယ်နောက်မှဆိုရင်ဘာလို့ Messi ရဲ့ chase ကလည်းဘာဖြစ်ကုန်လဲဒီလိုချစ်စရာလေးနော်ဆိုတော့ကျွန်တော်ရင်ဒီလိုပဲရှူဖောက်လိုက်ပါဒီနေ့အားကိုဟာဒီပါနောက်မှနောက်ဆုံးမှာအကုန်လုံးထူနေရလားလို့ဟုတ်လားဟမ်ဒါပဲလားခဏထုတ်လေကျွန်တော်မသိဘူးတစ်ထုံနှစ်ထုံသုံးထုံလေးထုံငါးထုံ6ထုံပဲရှိရနော်ဟုတ်တယ်မလားဒီအောက်မှာပေါင်းလာလောက်လေဆို6ထုံပဲရှိရဘယ်ကောင်း3ထုံကျွန်တော်3ထုံလောက်ကဲအဲ့ဒါလည်း3ထုံပဲကြီးတယ် Okay ရာလာ let's go ကိုရင်ပေါ်လာ Okay နော်စာတာ ground နဲ့ join နဲ့ share ကန်ဆန်းလီကတ်ပတ်လေးကနည်းနည်း reject ဖြစ်တော့အထဲမှာအများကြီးရောဟုတ်ကဲ့ဘယ်နှကတ်တော့ဝီလစ်ပါလာဒီကောင်relate မပါလားဟုတ်တော့မပါသေးနော်မပါဘူး Okay ကျွန်တော်ကြည့်မယ် Let's go get first back Pedro Neto ဒါ Portuguese မှာဒါသူခြေစမ်းတော့ပြနေဒါပေမဲ့ Portuguese က loss ပြီးတော့တိုက်ပတ်နေရောOkay ဒါ Top Finance ကအနေထားပါဆို refractor မှာသူက 35 PT ဆိုတော့လေးရလှတယ်နော်ဒါက RC ရကိုအောင်သိလား Europa လေးရမသိဘူးနော်ကျွန်တော်မသိဘူးရောဆိုတော့ Rodrigo Mora RC ဒီလိုလေးထားလာand ဒီခေါ်လိုက်ဒီငါက Oh Eric Cantona Okay Top Finance
finance showman ဆိုတော့ insert oh Jude Bellingham ဒါက finance of the millennium တဲ့ Jude Bellingham oh Doi ဆိုတော့ကျွန်တော်တို့ဒါ insert ကတည်းဖြစ်ပါတယ် insert ကလာနောက်နေဒီမေရိုလူကာကူ Gabriel က Mecca Hills ဟာလားကျွန်တော်သူ့နာမည်အရှိအခုမှသိရနော်can I hear this ကျွန်တော်ဖြတ်မြင့်အသင်းလေးရန်ဘဝကိုဖြတ်တဲ့အသင်းလား workout ဖြတ်မဲ့အသင်းလားဒီဖြတ်မြင့်အသင်းဆိုတော့ okay ဆိုတော့မဆိုနော်ကျွန်တော်ရ 这里也就这个大人就ဟုတ်တယ်ဒါက desire dory desire dory လို့ဟုတ်တယ်မလားကျွန်တော်မှကျူပါလိမ့်这design 也တော်မိုက်နော် finance ဒါလေးက auto နံပါတ်လေးဖြစ်နိုင်ရမဆိုနံပါတ်တော့မဟုတ်ကဲကိုကောင်း break မှာကိုဖောက်မှာ ရရ separate လိုက် going separate လိုက် okay ဗျာကိုကောင်းထုတ်ကျွန်တော်ဖောက်ကြည့်ပါဗျာ let's go တော့ကြော auto ကြီးပြေအောင် Pro Final Dance တဲ့အဲ့ကောင်လည်းမစိုးအခုလေနာမည်ကြီးရဲ့ထဲမှာပါ ဘယ် room မှာစား ဟိုဟာ midfielder မသိဘူးကျွန်တော်ထင်တော့ဟုတ်ချက်ကြည့်ကြည့် forward midfield အဲ့လိုပုံစံမျိုးOmar Marmoush Abbas Kind Harvest What is that? Wow အဲ့ဘာလဲကိစ္စလားမဟုတ်တော့ပါ share ပါဆိုလာပဲအောင်ဒီစစ်တော့မဟုတ်ဘူးတော်လာ Lamin Yamal လှရနော် လာတယ်ဟိုဒါတခုခုပဲကျွန်တော်ထင်တယ်ဈေးရှိလောက်တယ် ဆရာတော့နေစား ဂျိုးပါလင်ဟန်ကြီးMohamed Kudus ပြပါရီ Felvadis So okay ဟုတ်ပြီ Woody ပထမဆုံးတစ်ပတ်ကတော့ နှစ်ပတ်က RCA နဲ့ခေါင်း shadow လေးရောတွေ့ရပြီ shadow ကဘာလဲမသိဘူးပြောရရင်စပ်ပိုင်းတော့ရောက်လာ auto တစ်ခုတော့ပါလာမှရတော့ auto ကဟိုဟာ မြောက်ပါ 3မြောက်ဆိုတော့တစ်ခုပါလာတော့တယ်မပါသေးဘူးကောင်းရင်ကျွန်တော်တို့အထုံများမှားလား ဟုတ်တယ် အပေါင်းစားရယ်ဇလန်းမဟုတ်သေးပါဘူးတင်မိုတီဝီယန်ကျွန်တော်တည်တယ်မသိဘူးဒီကောင်နေမန်နျူညောဟုတ်ပြီကျွန်တော်ဗန်ဒီဗန်အခုတော့ dance တော့မစင်းပါဘူး dancing ကန်ကြီးဖြစ်သွားတာဟာ Real Madrid က RC ရဲ့ Franco Master 2 New Okay on Kevin De Bruyne Finest Showman Mancini Okay Joao Pedro ကျွန်တော်နာမည်လည်းမတွေ့သေးဘူးเนาะအခုဒီ Colomboani Konate Robert Lewandowski ဆိုတော့အထိအောင်ကျွန်တော်နာမည်လည်းမတွေ့သေးဘူး auto လည်းမတွေ့သေးဘူးဆိုတော့ ကျွန်တော်ဝင်လိုက်မယ်ဟမ်ကျွန်တော်ဝင်လိုက် Okay ကိုကောင်းရင် ဒါတော့ကျွန်တော်ယူရတဲ့ဘက်ချင်auto ပါလာပြီးတော့အိုင်ရနေတယ်ပေါ့နော် တော့ကကြီးနိုင်ခင်မလား auto ကြီးပြေတော့ auto လည်းတော့ကကြီးနိုင်ရပြီရဲ့ပါ Okay auto ပါလာလားပါလေဒီကိုကောင်းရေဆိုတော့ okay ကျွန်တော်ရေလောစရာအောင် auto အောင်မတွေ့သေးဘူး ပြောက် number တော့ပါမယ်နဲ့တူရဲ out of 50လားပါညာ Okay auto line ကျွန်တော် auto တော့ပါပါပေါ့နော်
auto 2 brandy ပေးထားပြီး auto တကမ်းမှာပါရင်တော့ကျွန်တော်သွားတယ် okay ဒီရ okay ဖွင့် Rodrigo ကျွန်တော်ဒုက္ခဆိုကျွန်တော် never ဆောက်တယ်နံပါတ်မပါသေးဘူးရှိလာပိုခဟုတ်တယ် Gasconi Paul Gasconi တမ်ဘီလီ Osman Dembele out of 20 3 out of 20 3 out of 20 oh my god ဟုတ်တော့ဒါနမကခစ်တာနမကခစ်တာနမကခစ်တာ Christmas or နမလားမဟုတ် ကဲကျွန်တော်ဘက်ကတော့ auto ပဲအဲ့ဒါဆို so ကျွန်တော်ဒီမှာနမ out of 20 03 out of 20ပါ support line ဆိုမဆိုဘူးเนาะကိုတီးရတဲ့ကပါလာပဲသူတင်အောင်လည်းပြောရမယ် okay ကိုကောင်းရေ the last two pack မှာ autograph နှစ်ကပ်ပါမယ်ဆိုတော့ တထုတ်တဲ့နှစ်ကပ်ဖြစ်မလားမဖြစ်ဘူးเนาะ တထုတ်တဲ့နှစ်ကပ်မဖြစ်တော့ကဲဟုတ်ပါ မရှိခဲ့တယ်ဆိုတော့ကျွန်တော်တို့เนาะဟိုနောက်ဆုံးချန်ပီယံလိဖြစ်ဖို့အရေးကြီးတယ် ချန်ပီယံလိဖြစ်ဖို့အရေးကြီးရယ်ချန်ပီယံလိဖြစ်ဖို့အရေးကြီးရယ် တထုတ်ကလည်းတီချာကိုဖေထားလားမှတ်ကြတယ် ဟုတ်ပါထွက်လာပြီဥမာ okay ထွက်လာပြီအစားနဲ့ number ဘာJoe Pedro ဒီလာဇမ်ဘိုအန်ဂိုလီဆူခါလာရဲ့ကကျွန်တော်ဗာလီဗာပူးစပင်းနေလောဘာလို့စပင်းနေMarquinhos Lucas Horpach အာစီယဒီလည်းမသိဘူး Easy ကလေးကလောက်လာတယ် Jonovo Quanda ဆိုတော့ Jonovo Quanda က you know hype တယ်အခုနည်းနည်းတော့ပျောက်သွားတယ်ဒါဖြစ်သွားတယ်ကဲဘောင်း ပုံမှန်ယူပါဟိုချန်ပီယံလိစိမ့်နေဆိုတော့အောက်ကကလည်းချန်ပီယံလိထူနေရ ဘောင်းကကတော့နည်းတစ်မျိုးလေးတော့ကျွန်တော်ဒါပြုဖို့ရေးကြည့်တယ်ဒီကဘောင်းမစီရောမဟုတ်တော့ဘူးစီရောမဟုတ်တော့ So hold on to no. So finance of a million. Olisi ထွက်လာလဲရရနော် Olisi လက်စီကြည့်ရကဟုတ်တယ်နော်ကိုကောင်းရင်စပင်းမဟုတ်တော့ဘူးဗီဒီယိုကြီးလားဘော ဖယ်လိရတယ်ကြည့်ရနာမည်ပေါ်ပါနော်Julian Everest ယူတာမသိဘူးပုံမှန်တယ်ကို Julian Everest မဆိုးကို Julian Everest နဲ့တူရနော်ဟုတ်လားဟုတ်မယ်ဟုတ်လားသွားစီရီယာ Julian Everest out of 10ကို out of 10ကိုရေဟုတ်တယ်တော့အော်တကူဟုတ်သားရတော့ကိုရေအော်တကူဟုတ်သားရတော့7 out of 10 7 out of 10မလေးလာဆိုပါဦးဖယ်လိရမဆိုပါဘောင်းကျွန်တော်ရဲ့စက်တူလေးကတော့နောက်တစ်ကတော့နောက်တစ်ကစားလက်ပဲကြီးလိုက်တော့မပြန်ပြီးတော့အားဆိုနောက်တစ်ကသာအချိန်လေးကောင်းရင်တော့ကျွန်တော်ရဲ့ဟုတ်သားပြီနော်ကောင်းရင်ကျွန်တော်ဒီတစ်ခါတော့ဘူးအရင်ကြည့်ပြီးနေတွေ့ကဲအာဂျင်တီးနာသွင်းသွားမှာဘောမစိုးဘူးနော်ဘောမစိုးတကယ်မစိုးဘူးဘောကျွန်တော်နောက်တစ်ပေါက်ဟောက်တင်နေတယ်ကျွန်တော် walk up prison နောက်ဘက်ကိုကြည့်ရ walk up prison ကိုင်းရမလားကွာရေကျွန်တော်မပြီးသေးဘူးနော်နောက် auto တစ်ခုကြံသေးရဲ့နောက်တစ်ခုကြံသေးရဲ့ကဲ
ကဲစာလက်ဒါ out of 99ပေါ့နော်စာလက်တော့လည်းအယောင်မှန်သွားရယ်ဆိုတော့ last one ကဲ the last one ကောပုံမလား yeah ပို့လိုက် ကောတူလေငါပွင့်ကောင်းလားပွင့်ကောင်းလားချန်ပီယံရောချန်ပီယံရော ဟုတ်လား ဟုတ်တယ် ဒီမှာအော်နံပါတ်ပဲထွက်လိုက်လို့ရှိရင် It's cool Roger Bellides Dimarco Randoy Jeremy Doku ကျွန်တော်တို့နော် Premier League အရင်ပြီးရနော် Jeremy Doku out of 150 100 out of 150 ပါဆိုတော့ number ကတိဖြစ်ပါတယ် Jeremy Doku Torrent လူမိုးဟာဟုတ်တယ်ဒါဖင်ဟာလူမိုးဟာဒါဖင်ဟာ let's go ပေါ်တော့ဒီမှာခံလေးနဲ့ပုတ်က ဒီမှာခံနေတဲ့ပုံမှာနောက်ပြီးတော့ကျွန်တော် base တော့မဟုတ်ဘူးကိုကောင် out of 99လား out of 150လားမသိဘူး တွေ့လိုက်ရော Finance Shadow Neymar insert ကကျွန်တော်အောက်ကတော့ auto ဖြစ်ပါတယ်ဆိုတော့ let's go ဘာကြောင်းရေးဘာလေးချက်ကြည့်ရမယ် out of 150 ဗျ out of 150 095 out of 150 ကာလက်ကြီးလားမသိဘူးစပင်းကြီးကဆာလက်ကြီးနေပြီတော့ချင်မြလိလား မလေးကို နာမည်ကြီးထွက်လာမယ်နော်အဲ့လို ဟိုလေးလိုလေးလိုကိုကောင်းရင်ကျွန်တော်မတွေ့ရ ဘယ်ရဘယ်လိုစားပြီးဆွဲတော့ ဟဲ့မော်သေးလေအော်ဒီဘက်ကိုကြည့်ရမှာကိုကောင်းချန်ပီယံလိလားဘာလားဆို ညာဘက်ထင်တယ် မဟုတ်တော့ ဂျင်းနဲ့စာ ဒီနေ့စားပြီ သူနဲ့စာတယ်ဂျင်းနဲ့စာ ကျုပ် အဲ့ မ ဒါ လေးကလား ဘူးပါဆယ်လောင်းတူကျွန်တော်ထင် ဟလာ ဟောစာလက်ထင်နေကအရန်ပျော်သွားတာ အေးဒီစပင်းကြီးက တူတယ်နော် အေးလေအာ ဟိုမတူတော့ဘူး နှစ်ဖူးရတာအပြောင်းသွား ဟောနည်းနည်းအောင်ငိုကြပါလားဘယ်သူကြီးလဲ အာနိုကြီးလားလစ္စနာအာနိုကြီးလားမဟုတ် ကိုကောင်ဘယ်သူလဲအဲ့ Aston Villa ရောဂျာလား ရောဂျာကြီးထင်တယ် Working လား အဆိုဗီလာထင်တယ် ကိုကောင်ကျွန်တော်အခုထိမသိသေးဘူးဒီတိအောင်မှာကိုကောင်သိလား ဟိုအဆိုဗီလာကောင်မလားဝကင်းလားဝကင်းမဟုတ်လား ဟာကိုကောင်ကျွန်တော်တကယ်မသိရောဟာကိုကောင်သွားပြီနေတော့ကျွန်တော်ရှော့သွားပြီ ရှော့ သွားပဲ ကျစပင်းကြီးကဆာလက်ပုံစံနဲ့တူပြီးတော့ ကျန်ကောမာဖီရဲ့တခါမှတော့မကြားဘူးရော forward ဆိုရတယ်ကိုကောင်ကျွန်တော်အချင်းချင်းမကောင်းနဲ့တူတယ်အဲ့လိုဆိုရင်ယူကစေဟာကောင်မသိရအဲ့လိုမျိုးသွားတာပဲ ဆိုပါ ဘယ်လေးအောင်ဆိုနော် ကျွန် ကျွန် တော် တော် ရမဲလည်းမဆိုပါဘူးနိုင်ကလည်း ဒီကကောင်ကျွန်တော်ထင်တော့ဘက်9000 8000တော့ရှိနေတယ်စိတ်ထဲမှာနော်အဲ့ထက်တော့များရင်များမယ်လို့ပြော အဲ့ဒီမှာတော့လာတယ်7 crore တော့ချင်းချာ စားတယ်လို့ဇလန်းပဲစားနေချင်းနဲ့တူနေရ အလမ်းခွဲတော့ပါထွက်လာ စားနေချင်းထင်နေရဗျာကျွန်တော်ပျော်သွားအဲ့လိုမျိုးဒီ boss ကြီးရောတကယ်ဟုတ်သွားရောကိုကောင်းနဲ့ share ဖောက်တဲ့ boss ကဆိုတော့မဆိုးနော်ကျွန်တော် Julian Everest ကိုဈေးဟွာဖြစ်တာနော် ဒီတည့်တဲ့ player ကြီးရတာပဲမဆိုးကြော ဟုတ်ပါ so okay ကျွန်တော်ရင်တစ်ချက်လောက် recap ပြန်လုပ်ပါမယ်ဆိုတော့ insert တွေပေါ့နော်ဒါ top finance price footballer Ronaldo ကြီး R9 ဒါ Real Madrid Chelsea နဲ့Neymar Barcelona မစိုးနော်ဒီကတော်တော်လှရယ် finance showman okay finance showman ပဲခါ
Finest Showman Kevin De Bruyne Finest Showman Finest Showman ဒီကောင် Finest Showman Eric Cantona ဟိုတလောကကိုကောင်းနဲ့တွေ့လိုက်ရတယ်နော်ကျွန်တော်မတွေ့လိုက်ရအောင် ဒီကောင်ကထိုးရမယ် အေးနော်ဆိုတော့ဆောဟောပါ Jude Bellingham ဒီကောင်နဲ့တူတယ်ဒီလားဒီမှာနှစ်ပြည့်ရတယ်ဒီလား ဟုတ်တယ်ဗျာတော်ညောင်းနေချက်ကြီးပေးပြီးဒီဇိုင်းတူပြီးတော့ဟောနမမပေါင်းတော့ပြစားလိုက်ရ ဟုတ်တယ်ဟိုလေး simply seated ကိုကောင်ပါတယ်60 out of 60တွေ့လားအဲ့ကြောင့်ကျွန်တော်ဒီကက်ကနမမပါမဟုတ်တော့ဘူး60 out of 60တော်သေးရောနမကက်ကို နမကက်ဘာလို့တော့ပါဒီကက်တော့ပါ 4ကက်လောက်ပါဟုတ်တယ်ဆိုတော့ငါလေးတော်သေးရောဒီဇိုင်းတူလဲဈေးရှိတယ်60 out of 60อ่ะဒါ short print ပုံစံမျိုးရသေးလားပုံစံဆိုတော့နောက်ပြီးတော့စာလာကဂရုံးတုံးဝါကြီးဗျာကျွန်တော်ကမေ့ရော ဟုတ်လေဒါပေမဲ့ခုနကဒီမှာလေဒီလိုကြည့်လိုက်လို့ရှင်ကြည့် အဲ့ဗျာဒီမှာကြည့်ဗျာဒီမှာနှစ်ဖူးရည်ဒူးရည်ကစာလက်လိုဘာလိုနဲ့ဖြစ်နေပြီဖြစ်နေရဒီမှာမတော့ဖြစ်နေပြီစာလက်လိုဘာလိုနှစ်ဖူးရည်ဒူးရည်အာပျော်ဝချန်ပီယံလိဘာညာဆိုတော့ စာလက်တူ စာတူကြီးဖြစ်သွားစာတူကြီးဆိုတော့ စာလက်ဒီကောင်လည်းတော်လာတယ်ပြော out of 99 out of 150 Jeremy Doku Szoboszlai 03 out of 20ရတဲ့ကတည်းကမစိုး ရတဲ့ကတည်းကမစိုး ကျွန်တော်နံပါတ်လေးနေ ဆိုတော့ဒီကလက်မင်းကမင်းရတယ်ကိုတော့ဘာလဲတော့မသိဘူးတစ်ခုခုပဲပေါ့ဗျာကျွန်တော်ပြန်ကြည့်ရမယ်ဒီအောင်ဒီစကြီးများဖြစ်နေတယ်စာရမလေးလာတာသူကဒီလိုမျိုးကြည့်ရင်များသလားအဲ့လို refractor လေးနဲ့အဲ့လိုနိုင်တယ် တော်လာတယ် တော်လာဟုတ်တယ်ကဲကျွန်တော် auto က မျက်နှာလိုက်တာနော်ဒီကက်ကိုကြာတော့ထဲတော့မထဲတော့ကြည့် auto ကနှစ်ကပ်ပေါက်တယ်ဆိုတော့ဒါတော့ share ပဲ Julian Alvarez out of 10 07 out of 10 auto ကလည်းတကယ်ကိုလှလှပပပဲเนาะသူထိုးပေးထားဆိုတော့ဟုတ်တယ်တီကိုကနေပြီးတော့မြန်ပြောင်းပါသေးလို့ပဲဆူတောင်းပါပဲ ပဲပြောင်းနေချင် ကျွန်တော်တို့က Rian ခေါ်မယ်ဆိုပြီးလုပ်နေဟုတ်တယ်မလား Rian နဲ့ဘာကာလား ဘာကပြော တော့ပါဗျာတော့ခိုင်းလိုက်ပါအေးမြန်သွားရင်လည်းသွားခိုင်းလိုက်ပါ စီးတက် တော့မလားမလဲနေကိုသွင်းရင်လည်းသွင်းအောင်လေအရင်ညမမြင်26အရွယ်ကောင်းပေါ့အရွယ်ကောင်းပေါ့ Jacob Murphy so okay တော့စိုးပါဦးစိုးပဲပြောမှာပေါ့လေ ဆိုးပြောပါ ကျွန်တော်ဒါဒီနေ့ကတော့ဒါကျွန်တော် hobby boss ပေါ့နော် top finance hobby boss ကိုကျွန်တော်ကိုကောင်းနဲ့အတူတူဖောက်သွားတာဖြစ်တယ်တယောက်တော့ဟာစီဟာဟုတ်လား half by half top finance auto နှစ်ကပ်ပေါက်တယ်ကျွန်တော်ကတော့ Everest ပြီးတော့ကိုကောင်းတော့ check out ပေးလိုက်ပါဖြစ်ပါတယ်ငါစားပါကျွန်တော်ဒါအတူတူအဲ့လိုပေါ့ invest ပုံစံမျိုးပေါ့နော်နှစ်ယောက်အတူတူပေါင်းပြီးတော့ဖောက်တာပေါ့နောက်ပြီးတော့ကျွန်တော် cash show ဝင်မှာတစ်ခါလေကြာရင်ကျွန်တော်ကပြန်ပြီး trade ကြရဗျာအဲ့ကြရင်နောက်ပြီးကျွန်တော်ကပြန်ပြီး dividend ပြန်ခွဲရပေါ့နော်ဆိုတော့ဒါက top finance auto နှစ်ကပ်ပေါက်တယ်တကယ်ကတော့ Julian Alvarez out of 10တော်တော်လေးကိုမိုက်တယ်ဆိုတော့ဒီကက်ကတော့အနည်းဆုံးဘတ်8000 9000လောက်တော့ရှိမယ်လို့ကျွန်တော်မှန်းထားတယ်ဘာလို့ဆို out of 10နံပါတ်လည်းနှိမ့်တယ် Julian Alvarez ကတော်တော်လေးကိုဒီမိနစ်တုန်းကတော်တော်လေးကိုခြေစွမ်းပြထားတဲ့ထဲမှာပါတယ်သူတယောက်တည်းတီကိုထမ်းထားရပုံသူကက်ကကျွန်တော်ထင်တော့ဘာစီလိုနာဒါမှမဟုတ် Real Madrid အသင်းကြီးတင်းရောက်ရင်တော့ပိုတက်မယ်လို့ကျွန်တော်ထင်တယ်နောက်ပြီးအခု World Cup မှာလည်းဒါသူခြေစွမ်းပြရင်ပြသလိုတက်ဦးမယ်လို့ကျွန်တော်မြင်တယ်ဆိုတော့နောက်ကက်ကတော့ကျွန်တော်ရေ Jacob ဟုတ်လားနမရမသိဘူးညာ Jacob Murphy ဆိုတော့ तू ကတော့အဲ့လောက်ကြီးမရှိဘူးကျွန်တော်ဘတ်800 900အဝင်းကျင်လောက်မှာပဲရှိတယ်အဲ့ထက်လည်းနင်းနိုင်တယ်ပေါ့နော်ဘာလို့ဆိုတော့ဘယ်သူမှမသိဘူး Jacob Murphy ဆိုတော့ကျွန်တော်ပဲမသိရလားဒါမှမဟုတ်ရင်တခြားလူရောမသိဘူးလားတခြားမပြောတတ်ဘူးပေါ့နော်လောဆယ်ရောကျွန်တော်မသိဘူးသိဘူးဆိုတာကြီးဆိုတော့ဒီဟာကတော့ Lamin Jamal short print ဒါ shadow cat လို့သူကခေါ်ရပေါ့နော်ဆိုတော့ဒီကက်က refractor နဲ့ရောင်ပြန်ပါတယ်နောက်ပြီးတော့သူ shadow ကဒီလမင်းညမယ် short print တွေကအဲ့လိုပေါ့နော်ကြည့်လိုက်လို့ရှိရင်ပြန်ပြီးတော့ color လေးပြန်ပြီးပေါ်ရဲ့ပုံစံဒီလည်းမဆိုးဘူးဒါနော်ကျွန်တော်မထင်တော့အတင်တော့တော်တော်လာအော်တိုလေးပါပါပူလှအောင်ကိုကလည်းတောင်းတတ်တယ်ဆိုတော့ဒါနောက်ပြီးတော့ number ကထဲမှာဆိုရင်တော့သူ out of 20ဒါကျွန်တော်ကရင်မျိုးသားလေးစာပိုးစလိုင်းပေါ့စာပိုးစလိုင်းလီဗာပူးမှာတက်နေဘူးရေးကြီးဟုတ်တယ်အဲ့ဒါလည်းရေးကြီးရယ် Szoboszlai ရဲ့ out of 20ဒါ time မှာဒီကက်က
ဈေးကောင်းရနိုင်တယ်ဘာလို့ဆိုတော့ထိုင်းမှာ Liverpool fan တွေများတယ်နောက်ပြီးတော့ကျွန်တော် out of 99ဆိုတော့ Mohamed Salah ကအခုကတော့ဒါသူ Liverpool ကနေ legend အနေနဲ့ထွက်သွားပြီပေါ့နော်ဆိုတော့ဒါ Mohamed Salah out of 99 cat ဖြစ်တယ်ဒီ cat ကလည်းဈေးရော900ဝန်းကျင်လောက်ရှိတော့တယ်ဆိုတော့ကျွန်တော်နောက်တစ် cat ကတော့ကျွန်တော်ဒါ short print နောက်တစ် cat ပေါ့နော်60 out of 60 desire do you နော်ဒါပြင်သစ်ကလည်းရေးစမှာတော်တော်လေးကိုကျန်းနေတယ်တိုက်စစ်မှုပေါ့နော်ဆိုတော့သူ့ရဲ့60 out of 60 cat ဖြစ်ပါတယ်ဆိုတော့ desire do you ရဲ့ cat လေးကလည်းတော်တော်လေးကိုမိုက်တယ်ပေါ့နော်ကျွန်တော် PSG ဝတ်ထားလို့လားမသိဘူးနော်ရင်ခံသွားတော့ဂျေကော့မာဖီနဲ့ရင်ခံသွားပါတော့ဆာလန်နဲ့ဂျေကော့မာဖီကိုသွားလွဲရတယ်ဗျာဆိုတော့ကျန်တဲ့အပိုင်းတွေကမစိုးဘူးကျွန်တော်ဒီ boss က1000ခွဲဝင်းကျင်เนาะ1000ခွဲဝင်းကျင်ရှိရမြန်မာငွေအားဖြင့်ဆိုရင်320ကျော်320ကျော်ဆွဆွနေပေါ့နော်320ဆွနေမှာရှိတယ်ဆိုတော့ကျွန်တော်ဒီနေ့ boss ဖောက်တာကတော့ကျွန်တော်တဝက်ကြော်ကြော်လောက်တော့ပြန်ရမယ်လို့မှန်းထားတယ်တဝက်ကြော်ကြော်ထပ်ပိုများမယ်เนาะကျွန်တော်ချိန်ကြလာလို့ရှိရင်ပုံစံတက်မဲ့ကက်တွေလည်းရှိရတဲ့ကြောင့်ကျွန်တော်ဒီနေ့အောင်မစိုးဘူးတော်တော်လေးကိုမစိုးအားလုံးမကြောက်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ဆိုတော့ဒါက Burmese Rare ကကိုကောင်းပါ Burmese Rare ကလည်းဒါသူနောက်ပိုင်း YouTube မှာရော Facebook မှာရော content တွေအများကြီးလုပ်လာတယ်သူရဲ့ Facebook နဲ့ YouTube channel ကိုလည်း follow နဲ့ subscribe လုပ်ထားဖို့ဒီကနေပြီးတော့ကျွန်တော်တိုက်တွန်းပါတယ်အားလုံးပဲတာလှပနေလေးပိုင်ဆိုင်ကြပြီးဒီကနေစုမကောင်းတောင်းပါတယ်ကျွန်တော် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်းဒီကနေ subscribe လုပ်ပြီးတောင်းဆိုပါတယ်အားလုံးပဲ bye bye